မှာနိုင်ပေါင်းများစွာအာယုံစုဆိုင်ပြီးအလုံးလုံးနေတာတကယ်ကိုစူပါပါဝါရထားတဲ့လူဆွမ်းဆောင်တယောက်လိုပါတော့တရားမှာ69ယောက်လောက်ကအာယုံပြန့်လွင့်နေတဲ့အချိန်မှာသင်က deep focus နဲ့အလုံးလုံးနိုင်လို့ရှိရင်တကယ်ကိုသင်ကအောင်မြင်မှုကိုမြင်မြန်ရရှိစေမှာပါဒီလိုအဆုံးမှာပဲသင်ရဲ့ထိန်ဆွဲတတ်တဲ့အစစ်လုံးဝပျောက်ကင်းပြီးတော့ deep focus အပြည့်နဲ့အလုံးလုံးနိုင်မှာပါအာယုံစုဆိုင်မှု2မျိုး2စားရှိပါတယ်ပထမတစ်ခုကကျတော့ကြံ့ကျဲနေတဲ့အာယုံစုဆိုင်မှုပါဒါကိုကြတော့လူများလုံးလေးလောက်ခါရှိပါတယ်။ဒီဆက်နေနဲ့ဖုံပြောနေအင်တန်ရှင်းလုံနေနဲ့တခြားလုံနေတာ။ဒီမှာလည်းပကံစင်းရင်းနဲ့ဒီမှာနားထောင်တဲ့ focus တွေနားထောင်နေ။ဒါပေမဲ့အုံနောက်ကအလုပ်တစ်ခုကနေအလုပ်တစ်ခုကိုပြောင်းတဲ့ချိန်မှာလုံတင်းပြန်ပြန်လုံနေရပါတယ်။အဲ့တော့ကြာလာတဲ့ခါမှာစိတ်ဆွမ်းရင်လည်းကုန်လာတတ်ပါတယ်။အချိန်သီးသန့်မပေးနိုင်တာမှန်တော့လေကိုဘွားတိုးတက်ဖို့အတွက်လုံနေအလုပ်ဘူးမှာသီးသန့်အချိန်သက်မှတ်ပေးသင့်ပါတယ်ဒုတိယတစ်ချက်ကတော့ deep focus ပါအဲ့ဒီနီလန်ကိုတော့အောင်မြင်သူရဲ့သူတွေသုံးတဲ့နီလန်မှာဘာနဲ့လားလန်သူလဲဆိုရှင်ညားပစ်လိုက်သလိုမျိုးကိုပြစ်ချင်တဲ့ပြစ်မှတ်တစ်ခုကိုတက်အာယုံဖတ်ပြီးပြစ်လိုက်လွတ်လိုက်တဲ့အခါမှာပြစ်မှတ်ကိုတက်ထိပါတယ် deep focus မထားလို့ချင်းကိုစာလုံးနေချိန်မှာတယောက်ကစကားလာပြောလိုက်ရှင်ပြတ်သွားတာမျိုးကိုတရားထိုင်နေတဲ့အခါမှာတန်တခုခုကြောင့်ကိုယ့်ရဲ့အာယုံဆွတ်ဆက်မှုပြတ်သွားတာမျိုးရှိပါတယ်အဓိကတော့သင်ရဲ့ဖုန်း noti ပါ noti တစ်ချက်ကြောက်လဲကိုလုံနေတဲ့စာလုံနေတာဖြစ်ဖြစ်တရားထိုင်နေတာဖြစ်ဖြစ် noti တစ်ချက်ကြောက်လဲကိုသင်ရဲ့အာယုံတွေပျက်စီးစေပါတယ်အဲကြောင့်မလို့ကိုအရေးကြီးတဲ့လုံနေတဲ့အချိန်မှာကိုသင်ရဲ့ဖုန်းက noti တွေပိတ်ထားတင်ပါတယ်ခန္ဓာကိုယ်နဲ့စိတ်နဲ့ဆက်ဆက်နေပါတယ် deep focus ကောင်းဖို့ဆိုလို့ရှိရင်သင်ရဲ့ရုပ်ခန္ဓာကိုယ်ကိုလည်းအကောင်းဆုံးပြင်ဆင်သင့်ပါတယ်အေးဝဝအိတ်တာတနေ့မှာည8နာရီလောက်ထိအပြည့်အဝအိတ်တာလေးတင်ငံကိုပုံမှန်လုပ်ပေးတာမျိုးလေးတင်ငံကိုပုံမှန်လုပ်ပေးခြင်းအဖြစ်သင်ရဲ့ခန္ဓာကိုယ်ကပျော်ရွှင်မှုဟော်မုန်းတွေတွက်စေပြီးတော့အာယုံစုဆိုင်မှုလည်းပိုကောင်းစေပါတယ်။တနေ့မှာဒီလိုအပ်တဲ့ဒီပမာဏကိုအပြည့်အဝတောက်ပေးသင့်ပါတယ်။လိုချင်းရေတောက်ဖို့မမေ့ပါနဲ့ focus အကောင်းဆုံးချိန်ရတော့မနက်ပိုင်းသင်အိမ်ရနိုးတဲ့တနာရီအတွင်းချိန်မှာအဲ့ချိန်မှာကိုယ့်ရဲ့အရေးကြီးမဲ့အလုပ်တွေကိုအာယုံစုဆိုင်ပြီးလုပ်ရည်ကြီးရဲ့အလုပ်တွေကိုလုပ်လိုက်လို့ရှိရင်တကယ်ကိုပဲအာယုံစုဆိုင်မှုပိုကောင်းစေပါတယ်။ချိုရည်နဲ့ ready made အစားအစာတွေကသင်ရဲ့အုံနောက်ကိုပျက်စီးစေပါတယ်။ညနေပိုင်းအာယုံစုဆိုင်မှုကောင်းချင်ရင်တော့အုံနောက်ကိုခဏနားပေးဖို့လိုပါတယ်။ခဏနားပေးပြီးမှသင်လုပ်တင်တဲ့အလုပ်တွေကိုဆက်လုပ်ပါ။အဲ့လိုမျိုးနားတဲ့အခါမှာလည်းဖုံးကြည့်ရာဂိမ်းဆော့ရာတွေမလုပ်ဘဲနဲ့အုံနောက်ကိုအပြည့်အဝနားဖို့လိုပါတယ်။အုံနောက်ကိုပြင်းဝင်ပေးလိုက်ပါအာယုံစစ်သက်မှုကောင်းချင်ရင်တော့ပုံမိုချိုနီလန့်ကိုအသုံးပြုသင့်ပါတယ်။တို့လဲဆိုရင်25မိနစ်လုံး5မိနစ်နားပါ။ကျမဆိုရင်အလုပ်လုပ်မယ်ဆိုရင်45မိနစ်လုပ်ပြီးတော့15မိနစ်နားတဲ့လေ့ကျင့်ကိုလုပ်ပါတယ်။ကျမစာသင်တဲ့အချိန်မှာဆိုရင်စာမသင်ခင်မှာကျမစာသင်ရဲ့ကလေးတွေကိုအရင်ဆုံးတရားထိုင်ခိုင်းပါတယ်။တရားထိုင်ပြီးတော့တရားထိုင်နေဆိုတာကဘုံကားဘာသာဝင်မှာမဟုတ်ဘူးเนาะဟိုကုန်ဘာသာမျိုးစုံအသက်ရှူလေ့ကျင့်ကန်လုပ်ခိုင်းတာအသက်ရှူလေ့ကျင့်ကန်လုပ်ပြီးဝင်လေအဲ့လိုမျိုးအသက်ရှူလေ့ကျင့်ကန်လုပ်ပေးခြင်းအဖြစ်သူတို့တမစာတင်တဲ့အခါမှာကလေးတွေကအာယုံစုဆက်မှုပိုကောင်းလာတာတွေ့ရပါတယ်။အခုကြည့်နေတဲ့ညီကိုမောင်နှမတွေလည်းအဲ့ဒီလိုနီးလန့်ကိုလုပ်ဖို့အတန်ပေးသင့်ပါတယ်။တနေ့တာလုပ်ရမယ့်အလုပ်တွေကိုလည်းအာယုံစုဆိုင်မှုအပြည့်နဲ့လုပ်ပါ။ခန္ဓာကိုယ်ကိုလည်းဂင်းဆိုင်ပါ။လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။တနေ့တာမှာရှိလုံလောက်တဲ့ရေပမာဏကိုရေဓာတ်ကိုမခန်းချောက်စေပါနဲ့။အခုလိုဗီဒီယိုတွေကိုဆက်လက်ပြီးတော့ကြည့်ချင်တယ်ဆိုရင် like and subscribe လေးလုပ်ပြီးတောင်းဆိုချင်ပါတယ်ရှင်အခုကြည့်နေတဲ့ဒီကိုမောင်နှမတွေလည်းမနေ့ကထက်ပိုကောင်းပိုတော်တဲ့သူဖြစ်ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင်